ဝင်လာပါဒီနေ့တူလီလန်သွားမယ်ကြောင်းရလေးကတော့လေလူတယောက်ရဲ့အပြုမူလေးခန်းစားချက်တွေကိုပြောတဲ့အခါကိုယ့်ရဲ့ English စကားကပိုပြီးပိုင်းနိုင်ပြီးတော့တဘာဝကျသောစင်မြက်စကားလုံးအတွေ့အဆက်တွေ collocations တွေကြောင့်ပါပဲ make a comment ဆိုရင်တော့နားထဲမှာချောနေတာပဲဒါပေမဲ့ do a comment ဆိုရင်ရောဘာလို့တမျိုးကြီးဖြစ်နေရတာလဲလို့တွေးဖူးကြလားအဲ့ဒါကဘာလို့လဲဆိုတာလဲ English မှာစကားလုံးတချို့ကသူ့ရဲ့ live ဖတ်တဲ့အဖော်လေးနဲ့တွေ့မှာအသေးပဲကပြည့်စုံသွားလို့ပါပဲကဲအဲ့ဒီလို live ဖတ်တဲ့စကားလုံးအတွက်အဆက်တွေကိုပဲ collocation လို့ခေါ်တာပေါ့ပြောရရင်တော့ native speaker ရဲ့သဘောဝကြကြနဲ့နားခေါင်လို့ကောင်းအောင်အမြဲတမ်းတွဲသုံးလိရှိတဲ့အစကားစုတွေပေါ့လေအင်္ဂလိပ်စကားကိုကျွမ်းကျင်ပြောနိုင်မှုအတွက်ဒါကတကယ်ကိုအဓိကတော့ချက်တစ်ခုပါပဲဒါကိုပိုရှင်းသွားအောင်ဥမာလေးတစ်ခုပေးကြည့်အောင် collocations တွေလေနိုင်တလုံးထက်ကပတ်တီးလေးနဲ့တူတယ်လို့မြင်ကြည့်လိုက်ပါအဲ့ဒီပတ်တီးလေးတစ်ခုနဲ့တစ်ခုအဝင်ခွင့်ချဖယ်နေမှနိုင်ကြီးကကောင်းကောင်းအလုပ်လုပ်မှလည်းဟုတ်တယ်မလားအဲ့လိုပဲစကလုံးတွေကိုမမှန်ကန်ကန်တွဲသုံးနိုင်မှာကိုပြောရတဲ့စကားကထီရောက်ပြီးတော့အထိပဲရှိပါပါ Okay ဒီနေ့အတူတူလေ့လာသွားမယ်ကြောင်းရရာတွေကတော့ပထမဆုံးအနေနဲ့စကလုံးတွေဘယ်လို clip ဖြစ်တော်လဲဆိုတာကြည့်မယ်ပြီးရင်ခန်းစားချက်နဲ့အပြိုးမှုတွေကိုဖော်ပြတာစိတ်ညစ်စရာစိတ်နှောက်ချက်ဖြစ်စရာတွေကိုပြောပြတာနောက်ပြီးတော့ကိုပြောင်းလဲခြင်းတဲ့အခါဘယ်လိုပြောမလဲဆိုတာတွေလေ့လာတော့ပါမယ်နောက်ဆုံးမှာတော့ဒါတွေအလုံးကိုပေါင်းပြီးကိုပိုင် language to kit ကိုဘယ်လိုတည်ဆောက်မလဲဆိုတာကြည့်ကြတာပေါ့ကဲဒါဆိုပထမဆုံးအပိုင်ကိုစားလိုက်ကြအောင်ခန်းစားချက်နဲ့အပြုအမူတွေကိုဖော်ပြခြင်းမှာကိုယ့်ရဲ့အတွင်းစိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုပြောပြဖို့ဒါမှမဟုတ်လူမှုဆက်ဆက်ရေးမှာပြည်ထနာတွေမဖြစ်အောင်ရှောင်ဖို့အတွက်တကယ်ကိုအသုံးဝင်တဲ့ tools တွေပါပဲပထမဆုံး collocation လေးကတော့ get upset ပါပဲဆိုလိုတာက UT ရဲ့မပြောတော့တာစိတ်ထိခိုက်သွားတာဒါမှမဟုတ်ဒေါသထွက်သွားတာမျိုးကိုပြောတာပါမိမလို့ဆိုရင်တော့စိတ်ဆိုးတာတို့စိတ်မကောင်းဖြစ်တာတို့ပေါ့ဥပမာပြောရရင် he might get upset if he sees this mess ဒီမိုက်ပုံကိုတွေ့ရင်စိတ်မကောင်းဖြစ်သွားနိုင်တယ်ဒါမှမဟုတ် try not to get upset about the small things အသေးဖွယ်လေးတွေတွေ့နေတော့စိတ်မဆိုးပါနဲ့ကွာဆိုပြီးအားပေးလို့ရတယ်နောက်တစ်ခု she got upset when they made a comment about her work သူ့လို့အကြောင်းမှချက်ပေးလိုက်တော့သူစစ်ဆိုးပါတယ်ဒီလိုမျိုးလေးတွေတုံးလို့ရတယ်နောက်တစ်ခုက feel guilty ပါဒါကလေကိုတစ်ခုမားလို့မိပြီလို့ထင်တဲ့အခါခံစားရတဲ့စိတ်မကောင်းဖြစ်တဲ့ခံစားချက်မျိုးပေါ့မြန်မာလို့ဆိုရင်အပြစ်ရှိတယ်လို့ခံစားရတာလို့တိုက်ရိုက်ပြောလို့ရသလိုတခါတလေအာနာရာဆိုတဲ့ခံစားချက်မျိုးနဲ့လည်းတော်တော်လေးနီးစပ်ပါတယ်ဥပမာ I feel guilty for not calling my parents more often မိဘတွေစီဖိုးမကြကနာမဆက်မိလို့အာနာလိုက်တာဆိုတာမျိုးပေါ့ဒါမှမဟုတ်တယောက်ကသူ့မမဟုတ်ပဲစိတ်မကောင်းဖြစ်နေရင် there's no reason to feel guilty it wasn't your fault အဖြစ်ရှိတယ်လို့ခံစားစရာမလိုပါဘူးဒါကကို့အမမဟုတ်တာဆိုပြီးနေသိမ့်လို့ရပါOkay ဒုတိယပိုင်းကိုဆက်လိုက်ကြရအောင်ဒီအပိုင်းကတော့လေပဝိုင်းကျင်မှာကြုံရတတ်တဲ့စိတ်အနှောက်အယှက်ဖြစ်စရာတွေစိတ်တိုးရှာတွေအကြောင်းပြောတဲ့အခါသုံးရမယ့်စကားလုံးတွဲတွေပါဥပမာအမိုက်ဒီရှော့ဖြစ်တာတော့မဖွဲမရပြုတ်မူတာလို့မျိုးပေါ့ဒီတောင်းနေမပြောခင်မေခုံးလေးတစ်ခုမေးကြည့်ချင်တယ် English မှာ pet hate ဆိုတာရှိတယ်ဆိုတော့ကကိုယ့်အတွက်အမုန်းဆုံးဒါမှမဟုတ်အမြင်ကတ်ဆုံးရပေါ့အဲ့ဒါဘာဖြစ်မလဲလူတော်မြန်မာအတွက် pet hate တခုကတော့ဒါဖြစ်မယ်ထင်တယ် jump the queue ပါပဲတန်းစီနေတဲ့သူတွေကိုမဆောင်ပဲရှေ့ဆောင်ကိုကြားဖြစ်ဝင်လာမျိုးလေမင်းအောင်ကြည့်လိုက်တာနဲ့တင်စိတ်တိုးစရာကြီးဟုတ်တယ်မလားဥပမာပြောရင် It really gets on my nerves when people jump the queue တန်းစီလာကိုကြားဖြစ်ဝင်တဲ့သူတွေကတကယ်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်နောက်တစ်ခု He tried to jump the queue but the cashier sent him to the backသူကြားဖြစ်ဝင်ဖို့စ조사သေးတယ်ဒါပေမဲ့ငွေရှင်းကောင်တာကသူ့ကိုနောက်ဆုံးကိုပြန်လွှတ်လိုက်ရောအခုနကဥပမာထဲမှာပါသွားတဲ့ get on my nerves ဆိုတာလေစိတ်အနှောင့်အယှက်ဖြစ်တာကိုပြောတဲ့နေရာမှာအယမ်းကိုအသုံးများတဲ့စကားစုတစ်ခုပဲဒါကတိုက်ရိုက်ဘာသာပြန်လို့မရတဲ့ idiom တစ်ခုပေါ့တခုခုကကိုယ့်ကိုစိတ်တိုးအောင်စိတ်ညစ်အောင်လုပ်တယ်လို့ပြောချင်တဲ့အခါသုံးတာပါတကယ်လို့စိတ်နှောက်ရဲ့ဖြစ်တာကအယမ်းကိုဆိုးလာပြီးတိမခံနိုင်တော့ဘူးဆိုရင်တော့ drive me nuts to drive me crazy drive me mad တို့လိုမျိုးပြောလို့ရပါတယ်ဒါတွေကတော့ပိုပြင်းထန်တဲ့ခန်းစာချက်ကိုပြတဲ့ informal အသုံးနှုန်းတွေပေါ့ကဲတတိယအပိုင်းကိုဆက်သွားလိုက်အောင်ဒီအပိုင်းကတော့ကိုပြူပြင်းပြောင်းလဲခြင်းတဲ့အခါအလေးအကျင့်ကောင်းတိဆောက်ခြင်းတဲ့အခါသုံးနိုင်တဲ့စကားလုံးတွဲနေတဲ့အကြောင်းပါကိုဘဝကိုကိုယ်တိုင်ထင်းချုံနိုင်ဖို့အားရထစင်မဲ့အပိုင်းလို့လည်းပြောလို့ရပါတယ်အဲ့မှာအသုံးများတာတစ်ခုက break a habit ပါဆိုလိုတာကပုံမှန်လုပ်နေကြအကျင့်တစ်ခုကိုရပ်တန်းလိုက်တာဖျောက်လိုက်တာပေါ့ကိုတိုးတက်အောင်စူးစမ်းနေသူတွေအတွက်ဒါကတော်တော်လေးအရေးကြီးတဲ့စကားစုတစ်ခုပါဥပမာ It's hard to break a habit you've had for years
နှစ်တေကြာဤအကျင့်ဖြစ်နေတဲ့အရာတစ်ခုကိုဖျောက်ခုကတကယ်ကိုခက်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့ target ကိုပြောတဲ့အခါ My goal this year is to break the habit of checking my phone first thing in the morning ဒီနေ့အတွက်ရည်မှန်းချက်ကတော့မနေ့အရာထားတာနဲ့ဖုန်းအရင်စစ်တဲ့အကျင့်ကိုဖျောက်ဖို့ပဲဒါကတော့လူတော်တော်များများစူးစမ်းနေကြတဲ့အရာတစ်ခုဖြစ်မှာပါ အပြောင်းလဲလုပ်ဖို့အတွက်နောက်ထပ်အရေးကြီးတဲ့အတွဲလေးတစ်ခုကset a goal နဲ့ achieve a goal ပါပဲဆိုတော့ပထမဆုံးပန်းနိုင်တစ်ခုကိုရှင်းရှင်းလင်းလင်းသတ်မှတ်တယ်ပြီးတော့အဲ့ဒီပန်းနိုင်ကိုအောင်မြင်အောင် account ထဲဖို့တယ်အဲ့ဒီ process တစ်ခုပေါ့ ဒီစကားစုတွေကိုဘလို့တော်တုံးလဲဆိုတော့ပထမဆုံး you need to set a clear goal ရှင်းလင်းတဲ့ပန်းနိုင်တစ်ခုသတ်မှတ်ဖို့လိုတယ်ပြီးတော့ with hard work anyone can achieve a goal they set for themselves စူးစမ်းအားထုတ်မှုရှိရင်ဘယ်သူမှမဆိုကိုသတ်မှတ်ထားတဲ့ပန်းနိုင်ကိုရောက်နိုင်တယ်အဲ့ဒီလိုပန်းနိုင်ကိုရောက်ဖို့အတွက် it's important to stick to a plan ကိုချရတဲ့ plan အတိုင်းဆက်လုပ်သွားဖို့ကအရေးကြီးတယ်ဒီလိုမျိုးတစ်ဆက်တည်းသုံးလို့ရပါတယ် ကဲအခုဆိုရင်အတုံးဝင်တဲ့ collocation နဲ့တောင်းများများတီးသွားလောက်ပြီပေါ့နော်ဒါတွေအားလုံးကိုပြန်ခြုံငုံပြီးကိုယ့်ရဲ့ဘာသာစကားတူခစ်တခုအနေနဲ့ပြောဆိုဆက်ဆံရေးတွေမှာဘလို့အတုံးချတော့မလဲဆိုတာကြည့်လိုက်ကြအောင် ဒီ collocations တွေကိုကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်သွားပြီဆိုရင်လေကိုယ့် English စကားကပိုပြီးတိကျလာမယ်တဘာဝကျလာမယ်ပြီးတော့ပိုပြီးထိရောက်လာမှသိကြပါတယ်အစကပြောခဲ့တဲ့နာယီဥပမာလိုပဲပေါ့အချင်းကိုက်ချင်းကြီးထားတဲ့နာယီတစ်လုံးလိုကိုယ့်စကလုံးတွေကချောချောမွေ့မွေ့အလုံးလွတ်လာမှာပါ အဓိကအချက်တော့ဒါပါပဲမန်ကန်တဲ့စကားလုံးတွေကိုမန်ကန်တဲ့အစီအစဉ်အတိုင်းနေရာကကြားတောင်းနိုင်လိုက်တာနဲ့ရာအလုံးကပြောင်းလဲသွားနိုင်ပါတယ်။ဂျာဟာနားလဲမှုလဲတာနဲ့ထိထိရောက်ရောက်ဆက်သွယ်နိုင်တာဂျာကကြီးမားရဲ့ကွာခြားချက်ပါပဲ ကဲအဆုံးမတက်ခင်မှာဒီနေ့လေးလာခဲ့တဲ့စကားစုတွေကိုတုံးပြီးကိုပြန်မြည်ကြည့်ကြအောင်ဖျောက်ဖျက်ဖို့စီစဉ်ထားတဲ့အကျင့်တစ်ခု break a habit လုပ်ချင်တာဒါမှမဟုတ်တီးဆောင်မွေးပန်းနိုင်တစ်ခု set a goal လုပ်ချင်တာအဲ့ဒါဘာဖြစ်မလဲ